ဆိုင်အန်နဆိုင်မြန်မာအနေပြန်လဲကြိုးဆိုပါတယ်ဗျာတကယ်ကျွန်တော်ရေးအခြေ comedy rom-com harem anime တွေထဲမှာရေးစား3-4ယောက်ဝိုင်းထားနေကြတာမျိုးကိုရိုးအိနေပြီဆိုရင်တော့တကဘာလုံးက fan တွေကိုပါစက်အဟောင်းသားဖြစ်သွားစေခဲ့တဲ့လုံးဝ parody ဟာတ anime rom-com ကြီးတစ်ခုဖြစ်တဲ့ The 100 Girlfriend Who Really Love You အကြောင်းကိုပြမှာဖြစ်ပါတယ်ဇလန်းဟာလက်ရှိအချိန်မှာ season 3အထိပါတောက်လျှောက်အောင်မြင်မှုတွေရရှိပြီးအပတ်စဉ်ပြသနေစေဖြစ်ပါတယ်တာမန်ဟာရမ်နေလိုမျိုးမဟုတ်ဘဲရီးစားတရားတိတိထားမဲ့မင်းသားရင်တာရိုရဲ့မကြုံစဖူးထူးထူးဆန်းဆန်းဇလန်းအကျဉ် review လေးနဲ့အတူဒီကားကဘာလို့ဒီလောက်တောင်ပေါက်သွားရတာလဲဆိုတဲ့လှုပ်ဝက်ချက်တွေကိုဒီနေ့ဗီဒီယိုလေးမှာအသေးစိတ်တင်ပြသွားမှာဖြစ်ပါတယ်။ကဲစကြည့်လိုက်ရအောင်ဗျာ။ဇလန်းရဲ့အစမှာတော့ကျွန်တော်တို့ရဲ့မင်းသားအိုင်ဂျိုရန်တာရိုဟာကြီးကြတာမျိုးမဟုတ်ဘဲအလဲတန်းကျောင်းပြီးကတည်းကကောင်မလေးတွေကိုအချိန်တရားတိတိအခြေရေးဆိုခဲ့ပြီးအချိန်တရားလုံးအငင်းခံခဲ့ရတဲ့ကန်ဆိုးမမောင်ကြနေသူကြီးဖြစ်ပါတယ်ဗျာ။ဒါကြောင့်သူဟာအထက်တန်းကျောင်းတက်ခန့်ဒီမှာနတ်ကွန်းတစ်ခုကိုတွားရောက်ဆူတောင်းတဲ့အခါအချစ်နတ်ဖျားကိုတိုင်ကိုထင်ပြလာခဲ့ပြီးနတ်ဖျားကြီးကသူအန်နမေကြည့်ပြီးမှတ်တမ်းစာအုပ်မှားယွင်းမှုကြောင့်ရန်တရိုဟာအထက်တန်းကျောင်းမှာသူ့ရဲ့ဆိုးမိတ်ဖူးစာဘက်စုစုပေါင်းအယောက်100တိတိတွေ့ဆုံမယ်ဆိုပြီးပြောခဲ့ပါတယ်။ဒါနဲ့ဇလန်းကဒီမှာတင်မပြီးသေးဘူးဗျ။တမန်ဆိုရင်တော့ပြောစရာကြီးလို့ထင်ရပေမဲ့ဒီကဘာရဲ့စီမင်းစီကံအရာဆိုးမိတ်ဖြစ်တဲ့သူအချင်းချင်းလမ်းခွဲမိရင်တော့မဟုတ်အချစ်မခံရရင်အဲ့ဒီကောင်မလေးကကန်ဆိုးမမောင်ကြပြီးတည်ဆုံသွားမယ်ဆိုတဲ့ကြောက်စရာစီကံကြီးတစ်ခုပါဝင်နေပါတယ်။ဆိုလိုတာကတော့ရန်ဒါရိုအနေနဲ့ကောင်မလေးအယောက်100လုံးကိုလုံးဝစိတ်စင်မရဲစီရပဲအညီအမျှချစ်ပေးပြီးဒီစား100လုံးကိုအပြိုင်နဲ့ထဲသွဲမှတာအားလုံးကအသက်ရှင်နိုင်မှာဖြစ်ပါတယ်ဗျာ။ဒါကဒီဇလန်ကိုလုံးဝထူးထူးဆန်းဆန်းဖြစ်သွားစေတဲ့အချက်ပါပဲ။ဇလန်းကတဖြည်းဖြည်းဆက်ရှိန်တက်လာတာနဲ့အမျှ season 1ကနေ season 2အခုဆို season 3အထိကောင်မလေးတွေဟာပါဇက်ကတာနင့်ကိုမကြိုက်ဘူးအမြဲတမ်းညင်းနေပေမဲ့ရင်ထဲမှာ Rentaro ကိုအသေးတန်တဝန်တူချစ်ပြတဲ့ကောင်မလေးတွေအပြင်သိပ္ပံပညာရှင်ကောင်မလေးကအစအမျိုးအစားဆုံးလင်းစွာတယောက်ပြီးတယောက်တိုးပွားလာခဲ့ပါတယ်ဒီ anime ရဲ့အောင်မြင်ရတဲ့လှုပ်ဝက်ချက်ကတော့ဗျာတမန် Haran တွေလိုမင်းသားကဝေဝါဘယ်သူကိုရွေးချယ်ရမှန်းမသိဘယ်အချိန်ဆွဲနေတာမျိုးလုံးဝမရှိပဲ Rentaro ဟာကောင်မလေးတွေအားလုံးအပေါ်မှာလုံးဝ perfect ဖြစ်တဲ့သူ့အတွက်အသက်ပါပေးရတဲ့သူရဲကောင်းဆန်တဲ့မင်းသားစစ်ကြီးဖြစ်ပုံပေါ်ထားလို့ပါပဲကောင်မလေးတွေကလည်းအချင်းချင်းမနာလိုဖြစ်ပြီးရန်နေဖြစ်နေမဲ့အစားရန်တာရိုကိုဝိုင်းချစ်ပေးရင်ညီအမတွေလိုမျိုးတစ်ဖွဲ့လုံးဟိုဆန်ဖြစ်နေတာကပရိသတ်တွေကြည့်ရတာစိတ်အပိုင်းပြေစေပါတယ်ဒါအပြင်တခြားနာမည်ကြီး anime တွေကိုလိုက်ပြီး parody လုပ်ထားတဲ့ဟာသားလုပ်တဲ့ဇက်ကွက်တွေကလည်းမိုင်းတိုင်းမှာရည်ရလုံးလို့ပရိသတ်တွေဆွဲလန်းစေခဲ့တာလည်းဖြစ်ပါတယ်လက်ရှိအချိန်ထိ character အသစ်တွေရဲ့အမိုက်စား fight တွေကြောင့် rom-com anime တွေထဲမှာလုံးဝကိုထိတ်ဆုံးကပြေးနေတုံးပါပဲကဲအချုပ်အပြင်ပြောရရင်တော့ဗျာ The 100 Girlfriend ဟာအလုံးများပြီး busy ဖြစ်နေတဲ့အချိန်မှာစိတ်အပန်းဖြေစေဖို့အတွက်လုံးဝ perfect ဖြစ်တဲ့ Kid the rom-com masterpiece တကားဖြစ်ပါတယ်တကယ်ကျွန်တော်ဒီရီးစားတရားတဲ့ကဘယ် character wife ကိုအကြိုက်ဆုံးလဲဆိုတော့ comment မှာဝင်ရောက်ဆွေးနွေးပေးသွားပါအောင်เนาะကျွန်တော်တို့ Anisite မြန်မာက anime reviews တွေကိုအမြဲတမ်းအမိုက်စားတင်ဆက်ပေးမဲ့ channel အသစ်ကလေးမလွတ်ဒီဗီဒီယိုလေးကိုသဘောကျရင် like and subscribe လုပ်ပေးပြီးဝန်ရံပေးဖို့တောင်းဆိုချင်ပါတယ်ဗျာအားလုံးပဲတတာ